ကောင်လေးသိရနော်ကောင်လေးသိတယ်သူတို့အတွက်အစာထုတ်ယူလာတယ်ဆိုတော့ဒီကြီးလိုက်လာကြတယ်လာ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 အေးဒီကြီးလိုက်လာကြတာဒီကောင်လေးလာလာလာအစာယူလာတယ်ဆိုတော့လာအစာသမင်းနေသမင်းပို့လို့โอเคအစာတော့စားနေနော်လိမ့်မာတယ်ပဲဒီပလတ်စတစ်တွေ့လို့မရဘူးအဲ့ဒီအိတ်လေးတွေ့လိုက်လို့ဒီသူတို့တွေ့အစာထည့်လိုက်ပြီသိပါတယ်နောက်ကောင်ဒီမှာအမတကောင်ဥဥတော့မနေကောင်